Sami
မိစ္ဆာသာဂဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဂာဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေသပမန္တဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိလုံးစုံများစွာတတ္တဝါသန္တာကိုစိတ်မြဲပါစေဥပယံပေသင်္စေဝေနေကြပါစေသတ္တဝါခံသိတရားကိသိနေချမ်းသာရှိပါစေသတ္တဝါမှန်၍တရားတွေ့ရမည်လာရရှိပါစေသူတော်စိတ်မြတ်အငြိမ့်ကြဘာဝကဘာဒီပါစေမေတ္တာစိတ်မြတ်အေဒဘာဝကဘာရှုံပါစေဉာဏ်မေပုံညာအာနဝကယအာဟောတုဣဒံမေပုံညာနိဗ္ဗာနတဝိဇယောဟောတုဣတရဏေနတာပိစ္ဆဒိနတာသုက္ကတဝါဓမ္မာအဗမတိနသမ္မာတိထာဒီနေ့တော်ဘုရားရှိတဲ့ဝန်နာကိုတရေကြီးလာပြီးတော့တရေနဲ့ဝါဒကြီးကျွတ်တဲ့အချိန်ခါသမယခဏကဘုရားသာတော်ရဟန်းတို့တွေအားလုံးစုပေါင်းပြီးတော့တသိန်းထဲမှာစုဝေးပြီးတော့အာရုံပြောကြတော့ဆိုတော့အရှင်ဘုရားတပည့်တော်အပပါဒိဋ္ဌာညီပြီးတော်တာပါဘုဒ္ဓကြာရီတော်တာပါပရိသေနာယလူမာဝရှိတော်တာပါအပညာရှိတဲ့လူရှိရင်တပည့်တော်ကိုလုံးစုံမှပြပါလို့ပေါ်ရတာဝတ်ကျင်းပါတယ်ဒါမျိုးတော့လည်းဘုရားရဲ့ဒီကုသိုလ်တဲ့ပေါ်ရတာဝတ်ဖြစ်ပါအဲ့တော့အဲ့ပေါ်ရတာလေးကိုအကြောင်းပြုပြီးတော့ကျွန်တော်ဘုရားဘာသာဝင်သူတို့သင်ကြားရတယ်ပဲဘုရားရဲ့ရှိတဲ့ပုဂ္ဂိုလ်ကြီးဘဝရှိတဲ့ပုဂ္ဂိုလ်ကြီးဟိုဒီမှာပြီးတော့ကာယကဝစီကမနောကတို့ဒီမှာနေရှိတော့တို့ဒီလိုဘုရားဘာသာရဲ့အကျိုးကလည်းရှိပြီးတော့အဲ့ဒီသူကရှိတဲ့ပုဂ္ဂိုလ်ကိုမင်းတို့ကဘုံကြီးတဲ့သူကိုအရာရှိအရာမရှိတဲ့သူကအရာရှိတဲ့ပုဂ္ဂိုလ်ကိုဒီလိုပဲအကျိုးကိုမလို့ကြဘူးဆိုကြဒါဘောဓဘာသာဝင်တွေရဲ့ဒုစံဆိုတာပြပို့တော့ကြအဲ့တော့ကာယကံကိုယ်နဲ့ကျူးလွန်တာဝစီကံလုံးနဲ့ကျူးလွန်တာမနောကံစိတ်နဲ့ကျူးလွန်တာအဲ့တော့ဒီနေ့ဓမ္မကြီးရာမှာရှိကြတဲ့အမျိုးသားဘောအမျိုးသမီးရောအလုံးသမီးတို့ရဲ့အဖို့ဘွားတွေပါတာဘာကြတော့အဲ့ဒီအဖို့ဘွားတွေရဲ့အပေါ်မှာသိတဲ့ဆိုပြီးတော့ကာယကဝစီကမနောကံတို့ကိုဒီမှာပြည့်ရှိတော့အတ္တပိုင်းခြားအဖြစ်90ဆိုတော့ဦးဇင်းတို့တဲ့အများကြီးအသက်ကြီးနေဦးဇင်းတို့တဲ့အများကြီးအသက်ကြီးတဲ့အခါကျတော့သူတို့မှာအသက်ကြီးတော့တဏှိမပါဘူးလားမာရိတာလို့ဆိုတော့ဘုရားအရင်ဖြစ်လာကြတာဒီဘုရားဒီလိုအရင်ဖြစ်လာတော့ဘုရားတရားကုန်းတဲ့အရင်မဆောက်ပြရဘူးလားဘုရားဒါနတွေမပြုကြဘူးလားဒီလာဒီသမထနဲ့ဝိပဿနာတွေဘုရားပုထုတွေမများဘူးလားဒီလာသမာဓိဘုရားမပြည့်စုံဘူးလားဒီဆိုတဲ့အတွက်ကြောင့်အဲ့ဒီအဖို့အပွားတွေကိုအဲ့ဒီဒီလာသမာဓိဘုံကိုဒီမှန်ပြီးတော့ဒီနေ့မကြောကြတာလားကြောကြတာကြောကြ
အဲ့တော့ဒါတွေသမီးတွေရောပြည်တွေပြည်တွေရောအတူနေတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးပြမလာတော့မပြမနိုင်ဘူးလားပြမနိုင်တာတော့အမေကပြောတော့နှကန်းစုမယ်မနှောက်တော့မယ်တောင်းကြီးအောင်ကြီးပြန်ပြောတာလည်းမရှိဘူးလားအေးအဲ့ဒါကဘာလဲဆိုတော့အာတနာတိယဒုက္ခဒေသနာတော့အဘိဝါဒနာတိလိတနေဇံမုဓမ္မတာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝန္နောဒုက္ခပလံတဲ့မဟာအာတနာတိယဒုက္ခဆုံးပါလေတဲ့ဘုဒ္ဓအသက်စိတ်ဓာပညာဘဝအဖြစ်ကြီးမားကြတဲ့မိဘတွေလူကြီးသူမတွေသက်ကြီးရွယ်အိုတွေကိုတဲ့ဒီဝါဒနာဒီလိတာနေစာဝတ္တပဇာယိနောအမြဲတည်းဇတ်ယူသိနေမဲ့ရှိခိုးနေမဲ့တော့နေမဲ့ဆိုလို့ရှိရဲ့အာယုအသက်ရှိဝန္နာချမ်းသာအာယုဝန္နာဒုက္ခချမ်းသာမဲ့ဝန္နာအစင်းလာမဲ့ဒုက္ခချမ်းသာမဲ့ဗလာညာပညာကြီးမဲ့ဗလာပွားကြီးမဲ့ပฏิပါဏညာပညာကြီးမဲ့ဒါကိုတဲ့အတ္တကဘဝကြီးတဲ့ပုဂ္ဂိုလ်တွေကိုလို့သိရင်အတ္တမရှိနိုင်ဘူးလားအစင်းမလာနိုင်ဘူးလားမချမ်းသာနိုင်ဘူးလားညာဗလာပညာလည်းမပြည့်စုံနိုင်ဘူးလားညာပညာလည်းမပြည့်စုံနိုင်ဘူးလားဒါကိုတဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုယူသိလို့လေလေးစားလို့ပူဇော်လို့အဲ့ဒီအကျိုးတွေရတယ်။အဲ့ဒီပฏิသေကကြံလာလိုက်ဘုရားအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအဖေတွေအမေတွေဦးကြီးဦးလေးတော်ဒီတော်တွေဘောဒီပါကြီးအပေါ်မယုံသေးဘူးကြံလာပြုံးမယ်နှုတ်လာနှုတ်မယ်ကာယကဝစီကမနောကံတို့ပဲပြပါမယ်ဆိုလို့ရှိဘုရားကပြောခဲ့တဲ့ကတော့နေရင်မပြတ်မရင်အတ္တမရှိဘူးလားပြတ်မခဲ့ရင်အတ္တရှိနေပါဝဏအစင်တနိုင်ပါမလားအဲ့ဒီအကျိုးတွေကပြောင်းနေနော်ပฏิသေဒပြန်လိုက်ရင်တဲ့ဘုရားအသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုပြန်လာပြောမယ်ဆိုလို့ရှိရင်အတ္တတွေပါပြီးတူနိုင်တယ်ဝဏအစင်တွေလည်းမလာနိုင်ဘူးဟာလားဒုက္ခမချမ်းသာနိုင်ဘူးပလတ်ဘဝလေးနဲ့ပฏิစုံနေပြီပလတ်ဘလောက်ပဲဉာဏ်ပညာပฏิပါဏဘလောက်ပဲပညာတွေသင်တဲ့ပညာမတတ်နိုင်ဘူးတဲ့တော့ပညာရောလို့ဆိုတာပညာမတတ်နိုင်နောက်ဆုံးရှုံးပြောကြပါဆိုလို့ရှိအတည်းကြီးတဲ့ပုဂ္ဂိုလ်တွေကိုအဖေတွေမေတွေဦးကြီးကြီးဦးလေးတွေကိုယူသိမဲ့ကြောမဲ့ဆိုလို့ရှိရင်တဲ့လောကီချမ်းသာတွေနဲ့ပฏิစုံတယ်ဘူးလားမစုံနိုင်နဲ့နောက်တော့မယုံသေးဘူးမကရောဘူးနှုတ်ကန်ထုံးနေပဲဆိုရင်လောကီချမ်းသာတဲ့ပြည့်စုံနိုင်ပါ့မလားလောကီချမ်းသာတဲ့ပြည့်စုံနိုင်တော့မှအဲ့လိုပြည့်မားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှစိတ်ချမ်းသာတယ်။ဘုစီဝါလေးရှိတဲ့ဇီဝလေးနဲ့စိတ်ဆင်းရလား။ဘုစီဝါလေးကိုချမ်းချမ်းသာသာနဲ့သုံးဆောင်ခွင့်မရကြဘူး။ဟုတ်လား။အဲ့ဒါလေးတွေကြည့်ပြီးတော့ဒီနေ့မှမျိုးသားမျိုးသမီးများမရှိရတဲ့အခါမှာဒီအားလုံးဆရာကတော့ဝဲတဲ့တက်ချင်းပူဇော်ဝဲတွေညမညမျိုးပြပြီးတော့ပြုလုပ်ကြတာဟုတ်လားအဲ့ဒီထဲမှာလူငယ်လေးတွေစိတ်လူတွေဒီနေရာမှာလာတော့လည်းလို့ရှိရင်ကိုယ်ရအဖို့မပါဘူးလားအဘွားမပါဘူးလားအဘေးဘေးမပါဘူးလားကတော့လိုက်ဆမ်းပါနည်းနည်းချက်ချက်လေးအဲ့ဒါဒါတွေကိုလည်းပဲကာလတာကောင်းဆောင်တဲ့သူသမီးကောင်းဆောင်တွေကမျိုးသမီးလေးတွေကိုနားနဲ့ပြုတ်ပြရအောင်ဒီမှာကတော့တာလို့ကတော့တာပေါ့နော်ဒီမှာလည်းကတော့လို့ဟောဆရာသမားလည်းပါတယ်ဒီမှာတော့ခရရမကတော့ပါဘူးလားဘာကမကတော့ပါဘူးလားအေးဒီဆိုရင်ကတော့ဒီကနေ့ပြုလုပ်တဲ့ကတော့ဝဲကြီးဟာမန်ကိုနိုင်ချတဲ့ဝဲပါတယ်လို့ဘုရားရှိတဲ့မာမနာတဲ့ဘုံနိုင်ချပြီးတော့ဘုရားတော်ဘောမကာယေကဝစီကမနောကတို့ဒီမှာခဲ့တပည့်တော်သူတော်ဒီမှာတို့မှာဘုလို့မှာလို့ယူသည်ယူကျိုးပြီးမန်ကိုချပြီးတော့ဘောတော်ဘုရားမန်ချတယ်ဆိုတာအကုသိုလ်ကိုချတာလေဟုတ်လို့မလားအကုသိုလ်ကိုလေရောစေးပြီးတော့ကုသိုလ်နဲ့ပြည့်စုံနေတဲ့လူတိုင်းချင်းရှိခိုးခြင်းကုသိုလ်တွေမရဘူးလားအဲ့ဒီလူတိုင်းချင်းရှိခိုးခြင်းကုသိုလ်တွေရတာဒီခုနကပြောခဲ့တဲ့ဘေ
ပြေဝါဒနာသိနေတာခါတာအယလောကီချမ်းသာတွေနဲ့မကြည့်စုံနိုင်ဘူးလားလောကီချမ်းသာနဲ့ကြည့်စုံစုံနေပြီးတော့လောကုတ္တရာချမ်းသာတစ်ပတ်ကလည်းဘူးလို့မရဘူးလားလောကီချမ်းသာမှာမကြည့်စုံရင်တော့လောကုတ္တရာချမ်းသာရနိုင်ပါဥပ္ပောတော့ခေါ်ကြပါလို့လူလုံးကြပါလို့လောကီနဲ့မကြည့်စုံတဲ့ကသူနိုင်ပါမလုံနိုင်တော့ဒီလားကြောင်းနိုင်ပါလားလောကီကဘုံမေတ္တာဘာဝနာဝိသာဝိကိုယ်အတွက်ဝိုင်းရအတွက်မရှားရဘူးလားဒါကြောင့်အစစအရာရာပြည့်စုံအောင်ဘုရားတရားသံဃာတရားဓမ္မမိဘအနန္တောခန္ဓာ၅ပါးကိုမေ့ဖို့မလိုအပ်ဘူးတဲ့မမေ့ရတယ်ဟုတ်လားနေ့စဉ်ဥဒိပါမီကြောကြမယ်ဆိုလို့ရှိရင်လောကီစီဝါတွေနဲ့လည်းမပြည့်စုံနိုင်ဘူးလားလောကုတ္တရာစီဝါတွေနဲ့မပြည့်စုံနိုင်ဘူးလားလောကီစီဝါလောကုတ္တရာစီဝါနဲ့ပြည့်စုံအောင်ဒီကနေ့ပြုလုပ်တဲ့ပွဲစီဟာတရားတော်ဝဲဆိုပြီးမဲ့သုဒ္ဓဂါရကမ္ဘာပေါင်းတို့ဘောကုကုပြုတဲ့ပွဲကိုဟုတ်လားဒါနကုသိုလ်တွေယူသီလကုသိုလ်တွေယူမေတ္တာဘာဝနာကုသိုလ်တွေယူတဲ့ပွဲတွေဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်အရောနိုင်ရပါစေနေ့စဉ်ကာယကမှုဝစီကမှုမနောကမှုတွေကိုရှင်းမခဲ့လို့ရှိရင်တောင်းပန်တဲ့သူတော်စင်များသူတော်ကောင်းများဖြစ်ကြပါစေလို့သူတောင်းနေတယ်အဘမတိနာဓမ္မတိကအဘမတိကမမေ့မတည့်မပေါ်ပဒကောင်းမြတ်သောတတိတရားတွေနဲ့ဓမ္မာတိယဓမ္မာတိယာဒကိုစီပြည့်စုံအောင်နေထိုင်ကြကုန်ရသတည်း